အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုက2025တောင်ကြီးတန်ဆောင်တိုင်းတွားမဲ့ချင်းမိတ်ဆွေများအတွက်ပါ2020နောက်ပိုင်းရှိတဲ့တောင်ကြီးတန်ဆောင်တိုင်းကစီစီကားတိတ်မရှိသေးဘူးပေါ့နော်ဒါပေမဲ့ဒီတစ်နှစ်2025မှာကပြန်လေစီကားမှာဖြစ်တဲ့အတွက်တောင်ကြီးတန်ဆောင်တိုင်းတွားမယ်ဆိုရင်နံပါတ်1အုတ်ထုတ်ဆောင်ပါမှာအုတ်ထုတ်မမေ့ပါနဲ့နံပါတ်2အင်ဂျီအထူဝတ်တွားပါအင်ဂျီအထူမဝတ်တွားနိုင်ရင်တော့မှအင်ဂျီလက်ချီတော့ဝတ်တွားပါဘာဖြစ်လို့လဲဆိုတော့ချမ်းပြည်နယ်မှာအေးတယ်ချမ်းပြည်နယ်မှာတည်တဲ့အတိုင်းပဲညနေလာပြီဆိုရင်အေးလာတယ်အဲဒါကြောင့်အင်ဂျီတူလေးဝတ်တွားပါနံပါတ်3မင်္ဂလေးပြပြယောက်ျားလေးပြပြဘောင်းပြီးဝတ်တွားပါမင်္ဂလေးဆိုကာဝတ်တွေဒီထမိန်တွေမဝတ်သွားပါနဲ့ယောက်ျားလေးတွေဆိုပစိုးတွေမဝတ်သွားပါနဲ့ပစိုးဝတ်သွားပြီးပွဲကလူသားစီကားတော့ပစိုးကျွတ်ကြရင်ဟိုတယောက်နင်းဒီတယောက်နင်းကိုကခံရမှာအဲဒါကြောင့်ပစိုးတွေမဝတ်သွားပါနဲ့ပေါင်းပြီးဝတ်သွားပါနံပါတ်4ဘုဒ္ဓနာတွေစီးသွားပါဘုဒ္ဓနာစီးသွားပါနော်ပြီးရင်အစားအစာနဲ့ပတ်သက်ပြီးအင်္ဂလိပ်တကားတဲ့စားသွားပါအင်္ဂလိပ်တကားတဲ့မစားသွားရင်တော့မှညစီတန်းမှာသွားစားပါညစီတန်းကဒီပွဲနာထက်စီပူတက်တာမယ်လို့မြင်မိပါတယ်အဲ့ဒါကြောင့်တကားတဲ့စားသွားပါညစီတန်းမှာတပွဲကို9000ဆိုရင်စောင်းလိုက်မှာကပွဲ8000ဖြစ်နေအဲ့ဒါကြောင့်တကားတဲ့စားသွားပါပွဲနာသွားစားရင်တော့ပစံထောတယ်ဆိုရင်တော့ပွေနာတော့စားပါနော်ပြီးရင်အလေးအပေါ်နဲ့ပတ်သက်ပြီးအင်တာပေါ့နော်အင်ကနေတခါလဲပြင်ဆင်သွားပါဟိုနားရောက်ရင်တော့ဂျင်ကြီးပြပြဂျင်ငယ်ပြပြစွန့်ရင်တခါက1000လား1500လားအဲ့လိုပေးရတယ်အဲ့ဒါကြောင့်အင်ကနေတခါလဲပြင်ဆင်သွားပါပြီးရင်မြို့ခံကလူပြပြအဝေးကနေလာတဲ့အတဲ့ပြပြကိုတဲတဲ့နေရာကနေတောင်ကြီးတဆောင်တိုင်းပွဲအတူသွားရင်အတက်နိုင်ဆုံးလိုင်းကားစီးသွားပါဘာဖြစ်လို့လဲဆိုတော့လိုင်းကားမစီးသွားဘဲနဲ့ကိုပိုင်ကားနဲ့ကိုပိုင်စင်ကယ်နဲ့သွားလို့ရပါတယ်ဒါပေမဲ့ဟိုပွဲနာရောက်ရင်တော့ဒီစင်ကယ်အခဒီကားအခကတစီးကိုစင်ကယ်ကျတော့1000ခွဲ2000အနည်းဆုံးတော့ပေးရမှာပေါ့နော်ကားကျတော့3-400အထက်ပေါ့အဲ့လိုပေးရတယ်ကားအခစံကေအခတွေအဲ့လိုပေးရတယ်ကိုကအဆင်ပြေတယ်ဆိုရင်တော့ယူသားပါဘာမှမဖြစ်ပါဘူးအဆင်မပြေတဲ့လူတွေအတွက်ပတ်စံကိုချွေတာတဲ့လူတွေအတွက်ကျတော့လိုင်းကားစီးသွားပါဒါအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်ပွဲနာရောက်ရင်မိဘုံပြန်ချို့တဲ့ကိုကြီးနဲ့ခဝေးလေးနေပါဒါကိုအတွက်အန်ဒီအကင်းဆုံးနီလန်းပေါ့နော်တကယ်လို့များကိုကမိဘုံပြန်ချိုးတဲ့နေရာမှာနီနီလေးထိုင်ရဲတကယ်လို့အဲ့ဒီမိဘုံပြန်ကပြန်ကျလာတဲ့အချိန်ကိုကပြေလို့အချိန်မရဘူးလူများဆိုင်ခန်းလဲများဆိုတော့ထိုင်ပြေးမဲ့အချိန်မရှိဘူးဆိုတော့ကိုကြိုတင်ပြီးအန်ဒီကင်းတဲ့နေရာနေပြီးကြည်ပါနော်အဲ့ဒါကြောင့်ကျွန်တော်ခုနကပြောထားတဲ့အတိုင်းမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့ထင်ပါတယ်အဲ့ဒါကြောင့်2025တောင်ကြီးနှစ်ဆောင်တိုင်းတွားမဲ့ရှင်မိတ်ဆွေများအားလုံးဘေးကင်းကြပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်